ဘာကြောင့်သိမှာလဲသူကခလီဝါစာသူတိုင်းရဲ့တဘာဝပါတဘာဝကြတဘာဝလက်ကြတယ်ခင်ဗျာခလီဝါတဲ့ကခလီကလက်ပြိုင်လို့တဲ့လန့်ခုံးမယ်လက်ပြိုင်လက်ဆက်ပြီးတောင်းမယ်လက်ကကြီးလို့တဲ့ပေါ်တယ်တောင်းတယ်ကြားတယ်ခလီဝါစာအဲ့ဒီခလီဝါစာတဲ့နေရာမှာသူကဝါလုံးဝိုင်းရေးဆိုတာလေးရ300ရေးချင်းဆိုတာအဲ့ဒါတော့ဒီခေါ်တဲ့တောင်းတဲ့ကြားတယ်ကိုကျွန်တော်ပြန်ပြီးသုံးသပ်လိုက်တဲ့အဲ့လိုခေါ်လိုက်တယ်တောင်းတယ်ကြားခေါ်တောင်းကြခေါ်တဲ့တောင်းတယ်ကြားခေါ်တဲ့တောင်းတယ်ကြားအဲ့တော့ဒီခေါ်တဲ့တောင်းတယ်ဒီလိုပြရတယ်တိုင်းွက်တယ်တော့ပြတယ်တောင်းတယ်နှင်းဟောပြတာဒီပြတယ်တောင်းလိုက်တော့တောင်းလိုက်နှင်းလိုက်တော့နှင်းသွားတိုင်းပြောဒီပညာရက်ကိုတော့လွန်ခဲ့တဲ့48နှစ်လောက်ပေါ့အသက်အားဖြင့်အသက်20ကျော်30နီးပါးလောက်မှာလမ်းပေါ်မှာပဲစတင်တွေ့ရှိခဲ့တယ်ဒီပညာကိုစိတ်ဝင်စားရှိခဲ့တာကပြည်မမှာရှိတဲ့ပညာရက်တွေနဲ့ရိုးခွဲတာဖြစ်ခြင်းကြောင့်ဒါတွားပြီးတော့စိတ်ဝင်စားမှုရှိတယ်အဲဒါကြောင့်မို့လေးလာဆုံးတန်းပြီးတော့အနိကတင်ယူတဲ့အခါမှာလည်းလူမျိုးစုတစ်စုရဲ့အဆင့်မြင့်ရိုးရာပညာဆိုတာကိုတွားပြီးသိရတယ်ဒီပညာကိုစကစားတော့အသက်18နှစ်အရွယ်လောက်မှာကစားတာ18နှစ်သားအရွယ်လောက်1988 89လောက်မှာတို့ဆရာစန်းခင်တောင်းနိုင်တဲ့သူ့ညီမျိုးအောင်နဲ့ကစားတာကိုစင်ပေါ်မှာတွေ့လိုက်တာအဲ့ဒီကစပြီးတော့အရန်သဘောကျပြီးတော့မျိုးတော့မှတနေ့သွားဆုံတာဒီဆရာနဲ့ဆုံတော့ဆရာစန်းခင်တောင်းနေစီမှာဒီပညာသင်ပေးဖို့ကိုယ့်ကိုပြောတာမရအောင်ဒီပင်းဆရာတယောက်ပဲအခုညီနဲ့ပြောတော့မှအမလို့လူ9ယောက်ရှိမှသင်ပေးမယ်ဆိုတော့ခုနဆရာဦးကျော်မြတ်တာအကိုတော်တယ်သူ့ပါဝင်ညီကို9ယောက်ပေါ့အလုံးကဒီကင်းမင်းလန်ခြံထဲမှာစပြီးစိုင်းစားတာ81 1981 82 83တိုက်စံကွင်းတော့အောင်ဆန်းကွင်းတော့မှာဒီကောင်နဲ့တိုင်းဖွဲ့ချုပ်မှာတိုင်းတင်တဲ့ကဲနေအဲ့မှာမိဘဆရာလုပ်တယ်နေရာဒီတင်တဲ့ဆင်းကွင်းမှာတိုင်းဖွဲ့4-5ဖွဲ့လာပြီးတော့ဖြော်ပြတဲ့ခါမှာလိုင်းမောအဖွဲ့သွားတွေ့တယ်လက်နဲ့ထူကြမှုပေါ့နော်လက်နဲ့တည်းထူကြမှုနောက်အိုးယူကမောင်းနေပေါ့ဤလုံးထူကြမှုအဲ့ဒါနဲ့စိတ်ဝင်စားပြီးဒီလိုရှိအဲ့83လောက်မှစပြီးလက်တွဲပြတာပေါ့ခုနပြောတဲ့ကစားကွက်တွေပေါ့နော်လက်လက်ထူဆန်းတာတွေနောက်တကယ်သွားတင်တဲ့ခါမှာစိတ်ပိုင်းဆိုင်ရာတွေတီးတန့်တင်တာဖြစ်တယ်သူကအပျော်ပိုင်းပေါ့နော်ကတာနဲ့ရိုးရနဲ့တွဲထားတဲ့ဟာပညာစိတ်ဝင်စားတဲ့အကြောင်းကတော့စိတ်ပိုင်းဆိုင်ရာဆိုကတဲ့ကကွက်တွေမှာအဓိကလက်ဖြားခြိပြားလေးလိုက်ကြည့်တဲ့စနစ်ပေါ့နော်ခန္ဓာကိုယ်ပတ်ချလိုက်ပြီးတော့အဝိုင်းတစ်ဝိုင်းရေးတဲ့ဟာလိုင်းလုံးဆိုတော့အဝိုင်းတစ်ဝိုင်းရေးတာပေါ့ဒီလိုတကြံတွင်းကာလမှာသူတို့ညီကိုနှစ်ယောက်အဲ့လိုစင်ပေါ်မှာကစားတာညီကိုနှစ်ယောက်ပေါ့တယောက်ကဒုံနဲ့တယောက်ကဒီပလောင်ဒုတ်ပေါ့ခေါဟက်ကခေါ်တယ်အဲ့နဲ့ညီကိုနှစ်ယောက်တိုက်ခိုက်တာစားပြတာစင်ပေါ်မှာအဲ့ဒါကိုမြင်သွားတာအဲ့ဒါကိုမြင်ပြီးအရန်ကြိုက်သွားတာကိုလည်းတိုက်ခိုက်ရေးပညာသင်ထားတဲ့လူတယောက်သူတို့ညီကိုနှစ်ယောက်ကစားတာကိုကြည့်ပြီးအရန်သဘောကျသွားတယ်နောက်ရှေ့ပိုင်းမှာသူတို့ကစားတဲ့ကားကွက်ကလေးတွေကိုလည်းမျက်စိတော့မှာအရန်သဘောကျအရန်လာတယ်လေကားတယ်လို့ပဲကိုမြင်တယ်ကိုမြင်တဲ့တိုင်းကားတဲ့ကားဟန်နဲ့ဒါမျိုးမှမဟုတ်လားမမြင်ဘူးဒီဟာကိုဒီကားဟန်ကိုမမြင်ဘူးဒါပေမဲ့ဒီထက်မှကိုလည်းပညာသင်ထားတော့ဒီထက်မှတိုက်ခိုက်ရေးပညာပါနေပြီဆိုတော့ကွာသိတယ်အဲ့ဒါကိုသိအဲ့တဲလုံးသားကိုကွာဖမ်းမိတယ်ဘာဆိုတော့ကိုမသိနောက်တကယ်တမ်းကစားတဲ့ခါကျမှအဲ့ဒီလှုပ်ဝက်ချက်တွေတွေ့ရတကယ်လည်းဘယ်လိုခေါ်မလဲကြီးလိုက်ရင်လည်းလှတယ်ကစားပြတယ်ရိုးရလေးပေါ့ရိုးရအကာပြအဲ့ဒီပညာအဲ့ကားနေတဲ့ဟာလေးတွေကပဲလူတယောက်ကိုအကြီးကျယ်တိုက်ခိုက်လို့ရတယ်လူတယောက်ကိုအကြီးကျယ်ဒုက္ခရောက်သွားနိုင်တယ်ဒီပညာအဲ့တော့သူများကိုလည်းဒုက္ခရောက်အောင်လုပ်နိုင်တယ်မိမိကိုယ်ကိုမိမိလည်းဒုက္ခမရောက်အောင်ကာကွယ်နိုင်တယ်ဒီပညာရဲ့အစွမ်းစားအဲ့ဒါဘုံကတော့အဓိကဖော်မြူလာနဲ့သွားတာသူကစားကွက်ကဟုတ်လားသူပညာတွေအားလုံးကိုသူချုံလာတာချုံပလိုက်တာကျွန်တော်တို့ဒီလိုင်းမွေးရဲ့တကယ်ဟိုနာယကဆရာကြီးပေါ့ဗျာလိုင်းမွေးကိုစပြီးတီထောင်ခဲ့တဲ့ဒါဒီဆန်အေးဆိုတဲ့ပလောင်ကြီးကရှမ်းပြည်မှာရှိတဲ့တကယ်အကျော်မော်ဆရာကြီး73လောက်စီမှာသူပညာသင်ခဲ့တာတကယ်အကျော်မော်ကြီးတွေဆိုမှာ73လောက်ဆိုသင်ပြီးတော့မှသူကိုယ်ပိုင်အဲ့ဒါတွေပြန်အနှစ်ချုပ်ပြီးတော့လိုင်းမွန်းဆိုပြီးတော့သင်တာပြန်သင်ပေးတာဒီကန်းတို့ကဒီခရောဘန်တင်နေတာခရောဘန်တို့မျိုးကလာနားဆရာကြီးမင်းအကုန်သင်ပေးတာပြောပဲဆင်ရလက်သားတို့ဘုံပြောတဲ့ခုနှစ်မျိုးနော်ခုနှစ်မျိုးသင်တယ်
လုံးတော့ခုမျိုးမပြည့်ဘူးပေါ့ငါမျိုးတော့လိုင်းမွန်လိုင်းပြန်လိုင်းဆက်လိုက်တဲ့နောက်စင်ကြတော့တဲ့နေ့တော့လိုက်တော့လိုက်ပြလို့ဒီလိုဖြည်းဖြည်းခုနေပြတဲ့တမှုလေတမှုလေးပညာသင်ဒီကွက်တန်းတော့မိုးဆိုးကောင်းရဲ့သူ့ဝေးတင်တော့မှခုနေမှာအဲ့ဒါကိုမှတ်တယ်နောက်ပိုင်းကျတော့သူကဓာကြီးရဲ့ကျိုးလို့လက်တို့လှမ်းခုနေသူက3ခွက်5ခွက်အဲ့9ခွက်12ခွက်အဲ့လိုတင်တာဖွင့်နေတယ် ဒီပညာရက်ကသူတို့ရဲ့ရိုးရာအမွေနဲ့ရည်ကြည်မှုအစဉ်တန်းကိုဖော်ပြတဲ့ပညာရက်ဖြစ်နေတော့အဲ့ဒါလည်းတစ်ပိုင်းပေါ့နောက်တစ်ခါကျွန်တော်တို့တင်တာကအရင်တင်ခဲ့တဲ့ပညာတွေကထိုးမယ်ကြည့်မယ်ကံမယ်ကြောက်မယ်ရိုက်မယ်နှက်မယ်ဆိုတော့ကျန်းတန်းတယ်ပေါ့နော်ဒီစားအဖြစ်ကျန်းတန်းတယ်သူကတေချာလေးလာတဲ့ခါမှာဘာသာရေးနဲ့လွယ်ပြီးတော့အဲ့ဒါတော့တွေ့ရတယ်ဗျဘာသာရေးနဲ့ဘယ်လိုလွယ်လဲဆိုတော့ကျွန်တော်တို့ဒီရိုးရပညာကိုကစားတဲ့အချိန်မှာတော့ဘုံတော်တစ်ခုခုရွတ်ဖတ်နေရတယ်အဲ့လိုအတန်တော့ရွတ်မရွတ်စိတ်ထဲကနေရွတ်ရတယ်နောက်ပြီးတော့ကျွန်တော်တို့အခြားပညာတွေကအတိုက်ခိုက်အနေနဲ့သုံးမယ်ဆိုရင်ဒုံးပြက်လိုင်းနေပေါ့သူ့ရိုးရပညာကြောင့်ဒီလိုမဟုတ်ဗျအဝိုင်းဝန်းနဲ့သွားတာနာမည်ကလိုင်းမွန်ဆိုတော့သူကဗုဒ္ဓဦးကြာသာပတိနံဖြစ်တယ်အဲ့တော့ဗုဒ္ဓဦးနဲ့ကြာသာပတိ4နဲ့5နဲ့ပေါင်းရင်ပိုးဖြစ်တယ်နဝင်းကြည်အဲ့လိုလဲတွားတွေ့ရတယ်အဲ့လို ကိုဝယ်တဲ့ဆရာကြီးကလည်းချမ်းကြီးရောက်ပါလို့သူကတကယ်တော့ရတော့ထင်တာပေါ့ချမ်းကြတော့ဒီဆရာကြီးရလာဗုဒ္ဓဘာသာဆရာကြီးဆိုင်ရလည်းဗုဒ္ဓဘာသာပဲဆရာဆိုင်တဲ့ကလည်းဂုံတော်နဲ့ဗုဒ္ဓဘာသာခုနကဒီတော့လောကရှိလို့ဒီအဲ့ကတတ်တဲ့စေတောင်တစ်စက်ချင်းပြီးမှအမှန်ရတယ်ဒီကတော့အတော်ဆုံးပဲကားထားတယ်သူကမျိုးမကြီးရဲ့အဲ့ဒါတိပင်ဆိုင်လေအဲ့ဒါကတော့အတော်ဆုံးဒါပေမဲ့ဘုရားဝင်ကကျတော့ဘုရားဝင်ဒီမြတ်ကဒီမျိုးမြတ်ကအဲ့ဒီလိုနဲ့ကြာပြမှတယ်ဒီတော့မျိုးပါတာတားတာတွေ့လို့နေအောင်မျိုးတင်ညာဆုံးကျဲတော့ပါဘုရားအဲ့မျိုးဒီကတော့ သင်ခဲ့ရတယ်လက်တွေ့လည်းသုံးချခဲ့ရတယ်လေကျေးဇူးရှိတယ်ဒါကြောင့်မလို့ဒီပညာနဲ့ပတ်သက်ပြီးတော့ကိုဆရာတွေမရှိတော့ပြီမယ်လို့ကိုတတ်နိုင်တဲ့ဘက်ကပံ့ပိုးတာပေါ့နော်လိုင်းမုံကတော့အဓိကဖော်မြူလာနဲ့သွားတာသူ့ကစားကွက်ကဟုတ်လားသူပညာတွေအားလုံးကိုသူခြုံလာတာခြုံပလိုက်တာကျွန်တော်တို့ဒီလိုင်းမုံရဲ့တကယ်ဟိုနာယကဆရာကြီးပေါ့ဗျာလိုင်းမုံကိုစပြီးတီထောင်ခဲ့တဲ့ဒါဒီဆန်အေးဆိုတဲ့ပလောင်ကြီးကရှမ်းပြည်မှာရှိတဲ့တကယ်အကျော်မော်ဆရာကြီး73ယောက်စီမှာသူပညာသင်ခဲ့တာတကယ်အကျော်မော်ကြီးတွေဆို73ယောက်ဆိုတာသင်ပြီးတော့မှသူကိုယ်ပိုင်အဲ့ဒါတွေပြန်အနှစ်ချုပ်ပြီးတော့လိုင်းမွန်းဆိုပြီးတော့သင်တာပြန်သင်ပေးတာဒီကကျွန်တော်ဆရာစန်းခင်ဆောင်တယ်ကိုသင်ပေးတာကျွန်တော်တို့နဲ့ဆရာနဲ့တွေ့တဲ့အချိန်မှာဆရာကြီးဆိုင်ကြီးနားသွားပြီနားပြီးတော့ဒီလောကုတ်တရားဘောင်နဲ့ကူပြီးတော့တရားအထုတ်တဲ့စီရောက်သွားပြီတာဝန်ခံကတော့စန်းခင်ဆောင်နိုင်ပေါ့သူဆရာကျွန်တော်ကသင်ရတယ်လိုင်းကတော့10လိုင်းပေါ့လိုင်းမွန်လိုင်းတန်းလိုင်းချမ်းအဲ့လိုအဆင့်စင်ပေါ့နောက်ဆုံးလုံးစီးဆိုတဲ့အဆင့်လိုင်း10လိုင်းအဲ့လိုရှိအဲ့ဒီညာစပြီးတင်တဲ့ခါကျတော့ကျွန်တော်တီကွက်ဆိုတဲ့အကွက်လေးရစကစားမိမ့်ပဲဒီထဲမှာကုန်ပါတယ်တီကွက်ဆိုကစားမဖြစ်မနေကစားတီကွက်ကိုကျွန်တော်အချိန်နဲ့အများကြီးပေးပြီးတော့ကစားအဲ့တစ်ခွက်ထဲကိုပဲကစားနေတာအကြာကြီးအဲ့ဒါပြီးတော့မှလမ်းကြောင်း9ခုဆိုပြီးတော့ကစားတယ်ဘေးကကြည့်ရင်တိုင်းတင်နေတယ်လို့ဘယ်သူမှထင်မှာမဟုတ်ဘူးကျွန်တော်တို့ကစားနေရတယ်ဒါပေမဲ့ကျွန်တော်တို့လည်းစိတ်ရှိရှိကိုကစားတာဆရာလုပ်တဲ့လူကလည်းစိတ်ဘလောက်ရှိသလဲပေါ့သူကလည်းစမ်းသပ်နေတာပေါ့ဗျာဒီပညာပေါ်မှာဘလောက်လိုလားသလဲပြီးတဲ့အခါကျမှအဲ့လမ်းကြောင်းတွေစပြီးတော့လမ်းကြောင်း9ခုပေါ့အဲ့ဒါကိုသင်ပေးတယ်ပြီးတော့မှဒီလမ်းကြောင်းတွေတစ်ခုချင်း definition တွေပေါ့ဒီကောင်ကတော့ဘာလုပ်တာဒါကတော့ဘာလုပ်တာဒါကဘယ်လိုအသုံးချတာအဲ့လို channel မှာကစားနေရနေပြီးတော့မှတခါတည်းလမ်းသွားရင်းနဲ့ပါးစပ်နဲ့သင်တယ်လက်ဖိတ်ဆိုင်ထိုင်ရင်းနဲ့သင်တယ်အိမ်မှာထိုင်နေနေသင်တယ်သူသင်ပုံသင်နည်းကကျွန်တော်တို့ကအဲ့လိုပေါ့ဟိုလက်တွေ့ပေါ့သွားရင်းလိုက်တယ်သူအဲ့လိုသင်နေတာအဲ့လိုနဲ့နှစ်ပေါင်းများဆိုကျွန်တော်တို့ဒီဆရာစီမှာပဲကျွန်တော်တို့ပညာသင်ခဲ့ရတာပေါ့နော်ထူးကြတယ်ဌာပညာတွေနဲ့မတူတဲ့မူဝဲတွေအများကြီးပဲအရန်ထူးကြတဲ့ပညာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီပညာမှာဆွဲလန်းပြီးတော့ကြံခဲ့တယ်သူရဲ့လျှို့ဝှက်ချက်တွေကိုတကယ်သိလာရင်ဘယ်သူမှမဆိုဆွဲလန်းသွားနိုင်ဒီပညာပြည့်နေတယ်
တိတ်ထူးဆန်းတယ်သူကကျွန်တော်စတင်တဲ့လက်ကလေးဒီလိုမှောက်တာလေးနဲ့ဒီလိုလှန်တာလေးကစကစားဒါပဲအဲ့ဒီကစတာအဲ့လက်ကလေးဒီလိုချိုးချလိုက်တာဒီမှာဒီလိုချိုးရတယ်ဒီလိုချိုးတယ်အဲ့ဒီကစတာအဲ့လူမှရှိတဲ့အစစ်ဆက်တစ်စစ်ပေါ့1 2 3 1 2 3အဲ့ဒါတစ်ဖက်သုံးအောက်မှာဆိုရင်1 2 3တစ်ဖက်ကိုလူတကိုမှာတစ်ချမ်းမှာအစစ်အကြီး6စစ်ရှိတယ်အားလုံးပေါင်းလိုက်12စစ်အဲ့ဒါနဲ့ကစားတာဒီလက်ဆိုရင်ဒါလေးရတယ်မကြီးဒီတစ်စစ်ကိုကြော်လိုက်တာပထမအစစ်ဒါနံပါတ်1စစ်ကိုကြော်တာဒါဆိုရင်နောက်တစ်စစ်ကိုကြော်တာ2စစ်ဟဲ့လားနောက်တစ်စစ်ဆိုဒီမှာ3စစ်ဒီဂျိုင်းကိုပြန်ကြော်တာအဲ့လိုသွားတာအဲ့တော့ဒီပညာကြီးလိုက်ရင်ဘာမှမဟုတ်ဘူးဒါပေမဲ့အဲ့ထက်မှတိုက်ခိုက်ရေးကအများကြီးပါနေတာဟဲ့လားလူတစ်ဖက်သားကိုအများကြီးဒုက္ခပြေသွားနိုင်တယ်အဲ့မှာလမ်းကြောင်းတစ်ခုကဝင်လာတယ်ထိုးတယ်ကန်တယ်တစ်ခုခုပေါ့ဒီလိုတက်ဝင်လာဘတ်ဆိုတော့မှဒီလိုသွားတယ်တကောကာလိုက်တာပဲဒါနံပါတ်1လမ်းကြောင်းလေဒီလိုကာလိုက်တာကာမဲ့ဒီလက်ကိုဒီလိုထိုးထဲလိုက်ရင်တခါအကုန်ဆုတ်ကုန်ပါဟဲ့လားဒီလိုသွားမှဒီအောက်ကိုပြန်လာမယ်သူကတေကွန်းတေကွက်တွေပဲသူတိုက်ခိုက်လို့ရှိတယ်သူကဒီလိုသွားတာဒီဟာတွေကအရန်အန်ဒီရများတဲ့ဖက်လူတွေကိုသူကကိုလည်းလုံအောင်သူကလှုပ်တယ်အမှတစ်ချက်စစ်ဒီလိုပယ်ချလိုက်တယ်ပယ်အောင်နေမဟုတ်သူကလူပါရှောင်လိုက်တာပတ်ဆိုတော့ပယ်လိုက်ဟဲ့လားနောက်တစ်ခါဒီဘက်ကတစ်ခါပြန်ပုတ်တယ်ဒီလိုသွားတာကိုနောက်နှစ်ဖက်ဆိုလည်းဒီလိုသွားတယ်ဒါနဲ့ပုတ်တယ်ဒီလိုပယ်တယ်အဲ့ဒါဒီလိုပြန်ပုတ်တယ်ဒီလိုပြန်ပယ်ဒါကာပြနေတာကိုပြန်တိုက်ပြီဆိုတဲ့ခါကျတော့လူမသိလိုက်ဘူးလူအကြီးကျယ်ဒုက္ခရောက်သွားမှာအများကြီးပဲဒီပညာလမ်းကြောင်းခုနှစ်ခုမှာဒါသဘောတရားကိုပြောပြတာနော်တိုက်ခိုက်မယ်ဆိုရင်အမှန်တန်ကြောက်စရာကောင်းတယ်တိုက်ခိုက်ပြီးပြန်ဖြစ်တယ်သူကဖော်မူလာတော့တပည့်တွေကုန်သင်ပေးလိုက်တာပဲဒီပုံမှာတပည့်တွေကလေ့ကျင့်တဲ့ပုံမှာကျင်းကျင်းနဲ့ဆိုမြင်လာမှာမြင်လာလေလေသူကကြောက်စရာကောင်းတဲ့တိုက်ခိုက်သူမှဖြစ်လာလိမ့်မယ်တကယ်သူကကနေတာလှတာနော်တကယ်တိုက်ခိုက်ပြီးတော့မလှဘူးကြောက်စရာကြီးဒီပညာအဲ့လိုဖြစ်နေတယ်ဟိုတကယ်ပညာကိုနဲ့ကစားလာတဲ့အခါကျလူကလေတော်တော်တည်ငြိမ်သွားတယ်ဘာသာရေးဘက်ကပါကူးသွားတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့နော်ငါလူတယောက်ကိုကြည့်လိုက်ရင်ငါလှုပ်လိုက်ရင်တော့ဒီခေါင်းတော့ဘလို့ဖြစ်သွားတော့မှာပဲ तू ကတော့မသိလို့ငါ့ကိုဒီလိုပြောနေတာပဲဆိုအတွေးတွေကဝင်လိုက်တစ်ဖက်လူသနာသွားတယ်တောင်းမလို့ဖြစ်တော့ရှောင်သွားတာပေါ့နော်တီးခန့်သိပ်တွေပူကြီးမားလာတယ်များကစားလေးတွေလူကတီးခန့်နိုင်လေးတွေတည်ငြိမ်လာလေးတွေဖြစ်လာတယ်ဘာကြောင့်ဆို तू ကမှမသိတာကိုပြောမိမှာပေါ့လုံးမိမှာပေါ့ဒီလိုပေါ့တီးခန့်နေစိတ်ကိုမွေးသွားတယ်ကိုကိုအများကြီးထိန်းသွားတယ်ဘာကြောင့်လဲဆိုတော့တကယ်လုံးပြီးသွားရင်လေတစ်ဖက်လူလည်းမကောင်းဆိုကိုလည်းရာဇဝေအကြောင်းအရာကိုလည်းရေးယူခံမှာဟဲ့လားတစ်ဖက်လူလည်းစိတ်အောင်ရောက်မယ်ကိုလည်းချုပ်တယ်ရောက်မှာအဲ့လိုဖြစ်သွားမှာကြတော့များကစားလာတဲ့ခါကျတော့ तू ကစိတ်ကတော်တော်လေးတည်ငြိမ်လာပြီးတော့တီးခန့်နိုင်တဲ့စိတ်ကြီးတော်တော်မွေးသွားတယ်အဲ့ဒီနာအဲ့လိုအစီ तू အဆုံးမှာတော့ကျွန်တော်ဆရာကြီးကိုယ်တိုင်ပဲဒီတရားဓမ္မလမ်းကြောင်းပေါ်သွားပြီးဖိုးသူတော်တွေဝေးဘာတွေဝေးတရားတွေအားထုတ်တဲ့စီရောက်သွားတာပဲဒီပညာရဲ့အဆုံးကအဲ့ထိသွားတယ်ဒီလောကုတရားကိုကြုံပြီးလောကီကိုကြော်ပြီးလောကုတရားပဲထိသွားတာဒီပညာဘာလို့ကျွန်တော်ဒီလုံးစည်းဆိုတာဒီအသက်ရှူလေ့ကျင့်ကဘာလဲပုံမှန်ဆိုဝိပဿနာလုပ်သလိုပေါ့အဲ့လေးရှူအသွင်းထုံးတဲ့ဟိုဒီကောင်လေ့ကျင့်သွားတာနောက်ဆုံးဆင်အဲ့အဆင့်ထိရောက်သွားတယ်အဲ့လုံးစည်းတကယ်ပေါ့ပေါ့ဖြစ်သွားလို့ကဓာတ်တွေလှန်တွေဒုတ်တွေမတိုးတော့ဘူးတကယ်ကိုကျင့်တာပြီးတကယ်ပေါက်ထားတဲ့ကောင်ရှိတယ်ကျွန်တော်တို့တန်ငယ်ချင်းတွေတော့မှာရှိတယ်နာနေတိုင်းပွဲကြောင့်တိုင်းလာပြန်တော့ဝင်ပြသွားတယ်လေအဲ့ကစားကွက်တွေသူ့ကိုကအသားတွေကဘာဘလောက်ထိမှာဆိုဒုံးနဲ့ရိုက်လို့ဓာတ်နဲ့ခုတ်လို့ဘာမှမဖြစ်တော့ဘူးဘာဆင်းနေဘာတွေမှမဟုတ်ဘူးလေ့ကျင့်ထားတာအဲ့လေကိုရှူသွင်းတဲ့လေ့ကျင့်ကအဲ့လိုထိဆုံးရောက်တယ်စဉ်းစားကြည့်တယ်အဲဒီပညာကိုမြမရိုးရာပညာတစ်ခုအနေနဲ့ဗျာကျွန်တော်တို့ကကိုယ်တွေလည်းကြုံခဲ့ဘူးတော့ပညာကိုလူငယ်လေးတွေနောင်လာမျိုးဆက်ကလေးတွေပေါ့နော်တက်စီခြင်းတယ်မဟုတ်တဲ့မသမာတဲ့လူတွေလက်ထဲကိုဒီပညာရောက်သွားမှလည်းစိုးတယ်ပေါ့ဗျာအဓိကတော့ကိုဒီမြမရိုးရာဒီတိုင်းပညာပေါ့ဗျာသူကတော့နှစ်မျိုးပေါ့နော်နှစ်မျိုးတွက်ဆက်အပြော့နဲ့အမှန်နဲ့ပေါ့အကလိုင်းကတော့အပြော့လိုင်းပေါ့ဗျာအဲ့အကလိုင်းထဲမှာပဲအချလိုင်းတွေပန်းနေတော့ဒါကတော့အမှန်လိုင်းအပြော့နဲ့အမှန်နဲ့နှစ်မျိုးတွက်ဆက်ထားတဲ့ဒီတက်ခိုက်ရေးပညာရဲ့တစ်ခုကိုအကပညာလို့ပဲပြောတက်ခိုက်ရေးပညာလို့ပဲပြောဒီပညာကိုတကယ်ပညာလည်းပညာအစစ်မှန်ဖြစ်တဲ့ကြောင့်လူငယ်တွေကိုမျိုးဆက်တွေကိုမျိုးဆက်ပြတ်သွားမှစိုးရင်တက်စီတယ်ဒီပညာကိုကွယ်ပြောက်သွားမှလည်းကျွန်တော်စိုးရင်တယ်ဘာလို့ကျွန်တော်ရှေ့ရဆရာကြီးတွေဆုံးမသွားပြီခုဆိုကျွန်တော်3ယောက်ပေါ့ဒါဒီဆရာကြီးကစတယ်ပြီးတော့ဆရာကြီးဆိုင်ခင်တောင်းနိုင်ပြီးတော့သူညီမျိုးအောင်အဲ့သုံးမရှိတော့ဘူးဆိုလက်ရှိဒီပညာကိုဆက်ပြီးဖြန့်ဖို့ပါဦးသေးသွားတဲ့ဆရာကြီးရဲ့သားအဆိုင်ဆိုတာရှိတယ်ဆိုင်းသိန်းဝင်းဆိုတာအခုဆိုင်းသိန်းဝင်းရဲ့သားပေါ့အခုဒီဆိုင်းရဲကြော်ဆိုတာဆရာကြီးမြည်ပေါ့နော်ဆရာကြီးလည်းမရှိတော့ဘူးသူ့ဖေအဆိုင်လည်းမရှိတော့သူ့ဖေဆိုင်ကတော့ကျွန်တော်တို့ကစားပေါ်တွေပေါ့ဗျာတောင်းရတယ်နော်အဲ့တော့ဒီပညာကိုဆက်ပြီးတော့ဖြန့်မဲ့လူကရဲကြော်သူတယောက်ပဲရှိကျွန်တော်တို့အားပေးနေတာမင်းလိုလာရှိရင်ငါတို့ပြောငါတို့နိုင်တဲ့ဘက်ကပံ့ပိုးမယ်ဒီမယ်
ဒီပညာကိုမပြောက်ပြအောင်မင်းဆက်လုံးမင်းမတာဝန်ရှိတယ်ရိုးရိုးရရှိတယ်ဘာကြောင့်ရှိလို့ဆိုသူ့ဖိုးရစပြီးတီထောင်ခဲ့တဲ့ line မိုးပညာနောက်တစ်ခါဒီတာပညာကိုတာဝန်ခံပြီးတော့ဖြန့်ပြူးတဲ့ဆရာဆန်းခင်လောင်းနေဆိုတာလေသူ့အမေရဲ့အကိုအရင်ဒါကြောင့်ဒီပညာနဲ့ပတ်သက်ရင်မင်းမတာဝန်ရှိတယ်မင်းလို့အကုန်လုံးသူ့ကိုကျွန်တော်တို့ဝိုင်းပြီးတော့ဒါလူကြီးတွေပေါ့ဗျာကျွန်တော်တို့လက်ရှိတော့ဒီမှာလူကြီးတွေသူ့ဝိုင်းပြီးတော့ပံ့ပိုးပြီးလုပ်ခိုင်းထားတာပေါ့ဗျာဒီပညာလေးကိုကျွန်တော်တော့ဟိုကွယ်ပြောက်သွားမှစိုးရင်လည်းလူငယ်တွေလည်းလေ့လာစီတယ်